Hello မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်ရောဒီ Insta Pay ပဲပြန်မ update လုပ်ပေးချင်တယ်ဆိုတော့ကျွန်တော်မေးထားတဲ့လူတွေရှိတယ်ပေါ့နော်တစ်ထည်ကပတ်စံလွှဲမယ်ဆိုရင်ဘေး account number ပေးရမလဲဆိုမှမေးထားတဲ့ဟာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်ဖြေချခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘဏ်ကမှာပတ်စံထည့်တာကြတော့ကျွန်တော်ဒီ ATM ကတစ်စင်းနဲ့တွားလို့ရတယ် ATM ဆိုတာ public bank တစ်ခုပဲရတော့တာဖြစ်တယ်ဆိုတော့အဲ့ဒါလေးကိုအရင်ကြည့်အောင်နော်ဆိုတော့ get machine ဆိုတဲ့ဟာပေါ့နော် get deposit machine ဆိုတဲ့နေရာမှာတစ်ချက်နေလိုက်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲဗီဒီယိုကပြထားပြီးသားဖြစ်တယ်ပေါ့နော်ကျွန်တော်ဗီဒီယိုပြထားပြီးသားဖြစ်တယ်ဆိုတော့အဲ့မှာသူကတက်အဲ့မှာတွက်ကြည့်လို့ရတာပေါ့နော်ဒီမှာ how to use ဆိုတော့ဥပမာပေါ့နော်ဒီမှာကျွန်တော်ပြမယ်အဲ့မှာ cash deposit machine ဆိုတဲ့နေရာမှာတစ်ချက်နေလိုက်ပြီးရင်အဲ့မှာအောက်မှာတစ်ချက်ဆင်းသွားရင် how to use ဆိုတာရှိရမလားအဲ့မှာနေလိုက်အဲ့ဆိုရင်သူကဒီYouTube video တန်းသွားတာပေါ့နော် YouTube video တန်းသွားတယ်ဖြစ်တဲ့အတွက်အဲ့မှာကြည့်လို့ရတယ် okay ဆိုတော့အခုဒီတစ်ခါကျတော့တစ်ထဲတွေကကိုယ်ပတ်စံလွှဲတဲ့အခါဘယ်လိုလွှဲမလဲပေါ့နော်အဲ့ဒါလေးပြောပြမယ်ဆိုတော့အဲ့မှာ menu ဆိုတဲ့မှာတစ်ချက်နှိပ်လိုက်မယ်နော် menu မှာပြီးရင်အောက်မှာ jump page ဆိုတာရှိရမလားအဲ့ဒီ jump page ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်အဲ့မှာ Bila Cook ဆိုတဲ့ဟာရှိတယ် IEF RIP လာပါလဲမသိဘူးအဲ့မှာအဲ့ဒီဟာကိုကျွန်တော်တစ်ထဲကိုပေးလို့ရတယ်နော်အဲ့ဒါကျရင်ကျွန်တော်လွှဲတဲ့ခါကျရင်အဲ့ဒီ Bila Cook ဆိုတဲ့နေရာမှာဒီ number 6ခုပေါ့နော်ထည့်ရမယ်ဟိုမှာကျတော့ number 12ခုလားမျိုး17ခုလားမျိုးရှိတယ်ကိုယ့်ရဲ့ဖုန်းနံပါတ်ရဲ့အနောက်မှာနံပါတ်တစ်လုံးပို့တယ်ပြီးရင်အရှေ့မှာကမလေးရှားဖြစ်တဲ့အတွက်6ဆိုတာပါရမယ်60တော့ပါမှာပေါ့နော်အဲ့ဒီနံပါတ်ကိုတစ်ထဲကိုပေးရင်တစ်ထဲကတည်တယ်ကဲကျွန်တော်ကျတော့ဒါလေးကိုယူလဲမယ်ပြီးရင်ဒီ merchant ဒီ CMB ဘဏ်ကနေကျွန်တော်ပို့ကြည့်မယ်နော်ဒါပြောပြမယ်နော်ဆိုတော့ကဲဒါတော့ copy ယူလို့တော့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဘက်ကိုတွားမယ်အခုဒီ public bank တော့ CMB ဘဏ်တွားမယ်နော်Okay CMB ဘဏ်အခုကတစ်ထဲကပို့မှာဆိုတော့လေနော်ဒါပြောပြတာပါဒီဘက်ကိုတွားမယ်ဖြစ်ရင်ဒီမှာB payment ဆိုတဲ့နေရာမှာနှိပ်ရတာဖြစ်တယ်အဲ့မှာ John Pay မပေါ်ဘူးနော် B payment ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက် Okay အဲ့မှာပြီးပြီဆိုရင်အဲ့မှာ B payment ဆိုတဲ့နေရာမှာတစ်ချက်အဲ့မှာတစ်ခေါက်ကိုကလွှဲမယ်ဆိုတော့ add new payment ပေါ့နော်အဲ့မှာနှိပ်လိုက်ပြီးခဏကျွန်တော်ပြောတဲ့ဟာဒီမှာတွေ့လား Bila Cook ဆိုတာBila Cook ဆိုတာကဒီနားမှာပေါ်ပြီးသားနေအောင်နော်ပြမယ် Bila Cook ဆိုတာကဘယ်မှာပေါ်လဲလို့ပြောရင်ဒီမှာပေါ်ပြီးတော့အဲ့ဒီဟာကျွန်တော်ထည့်လိုက်ပါနော်မှာကျွန်တော်က Bila Cook ဆိုတဲ့နေရာမှာခဏ6လုံးထည့်မယ်နော်ကဲပြီးပြီဆိုရင် IEF ဆိုတဲ့နေရာမှာကိုက60ပေါ့နော်60ကထည့်ကိုထည့်ရတယ်ပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ပဲနော်ကိုယ့်ဖုန်းနံပါတ်ပဲပြီးရင်အနောက်မှာတစ်လုံးပို့တယ်အဲ့ဒါတော့တယောက်နဲ့တယောက်မတူဘူးပေါ့နော်ဒီမှာကျတော့ကျွန်တော်ကိုယ့်ရဲ့ဖုန်းနံပါတ်ကို sharing လုပ်လို့မရဘူးနော်ဆိုတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ပဲရေးလိုက်ပါနော်ကဲဆိုတော့တူလားမတူလားတစ်ချက်အရင်တွက်ကြည့်မယ်ပေါ့နော်Okayတူတော့ပြီဆိုတော့Bila Cook ကျတော့9ခုပဲဟုတ်တယ်နော်6ခုမဟုတ်ဘူးကဲရတော့ပြီဆိုတော့ဘာပေါ်လဲလို့ပြောရင်ဒီနားမှာဒီ2မှာရေးစရာမလိုတော့ဘူးတွေ့လား Insta Pay ဆိုတာပေါ်သွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကစလွှဲလို့ရတယ်ဆိုတော့ကိုယ့်တစ်ထဲတွေကိုကိုယ်လွှဲချင်တယ်ဆိုရင်အဲ့မှာပေါ့နော်ခဏကျွန်တော်ပြော B payment ဆိုတာနှိပ်လိုက်တော့John Pay ဆိုတာ automatic ပေါ်သွားတယ်အဲ့ဒီထဲမှာ Bila Cook ဆိုတဲ့နေရာမှာကိုယ့်ရဲ့ Bila Cook နံပါတ်ကိုရေးထည့်လိုက်ပါတစ်ထဲကိုပြန်တစ်ထဲတည်တာပေါ့နော်ကဲပြီးပြီဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုယ့်ရဲ့ဖုန်းနံပါတ်အနောက်မှာနံပါတ်တစ်လုံးပို့နော်ဒါတယောက်နဲ့တယောက်တော့မတူကြဘူးနော်အဲ့ဆိုရင်ကျွန်တော်ကကဲပြီးပြီဆိုရင်အမ Insta Pay ဆိုတာပေါ်လာမှနော်အဲ့ဒါဆိုရင်တော့အဆင်ပြေတော့ပြီကဲကိုလွှဲချင်တဲ့ amount ကဲကိုလွှဲချင်တဲ့ amount ကတော့ကိုလွှဲလိုက်ရုံပဲပေါ့နော်ဒီမှာကိုက amount ထက်မှနေလိုက်ပြီဆိုရင်ပတ်စံကရောက်သွားပြီကဲဒါကတော့အရန်လွယ်တယ်နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့တစ်ထဲတွေပတ်စံလွှဲမယ်ဆိုရင်အဲ့လိုမျိုးပြောပြပါကျွန်တော်ဗီဒီယိုမျိုးပြပါနော်ကဲကျေးဇူးတင်ပါတယ်